Victoria ရွေးချယ်ခဲ့တဲ့ပထမအကြောင်းအရာဒီကျောင်းမှာကကလေးတွေတနစ်တာပျော်ရွှင်မှုပေးတယ်သူတို့ပျော်ရွှင်မှပဲသူတို့ကတင်ယူလို့ရမှာလေအဲ့ဒါတစ်ချက်ရဆရာမကြီးအရင်စိတ်ရှည်တယ်စိတ်ရှည်လို့ရပြီးကလေးတယောက်ချင်းစီကိုအသေးစိတ်ယူဆိုင်လို့ရွေးချယ်ပေးခဲ့တာပါအဲ့ဒါဆိုရင်တော့ဘယ်လိုပြောမလဲကျောင်းသွားတဲ့အချိန်ပဲရှိတယ်ကျောင်းသွားတဲ့အချိန်တော့အရင်တက်ကြွတယ်တနေ့ချင်းညာပုံမှန်မှာပဲကျောင်းသွားတဲ့အချိန်တော့နည်းနည်းစိတ်ပိုင်းဆိုင်နည်းနည်းပြောင်းလဲလာတယ်မြင်ရတယ်တနေ့ကကျတော့သူ emotional ဘိုင်းနဲ့သူနည်းနည်းထိမ့်သိမ်းလာနိုင်တယ်ပြီးလို့ရှိရင်နည်းနည်းဆရာကြီးကြလာတယ်ပေါ့နည်းနည်းဆရာမကျောင်းကဆရာမလောက်လာကြည့်ပြီးအိမ်မှာနည်းနည်းဆရာပြန်လောက်လာတယ်အဲ့လိုမျိုးတွေပြောင်းလဲလာတယ်ပြောတာပေါ့သူကတော့ဘာပြောဆုံးလဲဆိုရင်သူ group နိုင်တဲ့နေ့ဆိုရင်သူပြောတယ်သူတို့ဘာလဲ group ရှိတာအဲ့ group မှာသူကဘယ် group မှာပါတာအဲ့ group မှာဆိုသူကဘယ်လိုနိုင်တာတခါကျရင်ဆရာမမလာပဲဆရာမမလာဘူးအဲ့လိုမျိုးအစားပြန်ပြောတာlanguage skill ပိုင်းကြတော့အိမ်မှာတော့သူကတိတ်မပြောဘူးပြောဆိုပြောမဲ့လူလည်းမရှိတော့မပြောဒါမဲ့တစ်ခါကျရင်သူကတမန်ကစားတဲ့အချိန်ကျသူ့ကို test လုပ်တာပေါ့နော်ဟိုလိုဟာလေးမပြမသိလို့ချက်ရှင်းပြပါဆိုရင်သူကကောင်းပြောနိုင်တယ်မကောင်းတော့မှသူကိုထထောင်တတ်တယ်စကလုံးအစ်စ်တွေဆိုလို့ရှိရင်လည်းတော်တတ်တယ်ကိုမထင်ထားလောက်အောင်သူပြောတတ်တယ် standard ဆိုရင်သူကမှန်တာမှားတာမသိသူကအကုန်ပြောတာပဲအဲ့ဒါလေးတော့သဘောကျတယ်တိုးတက်တယ်တိုးတက်တယ်ပဲပြောရမယ်မရဲ့ဟို nursery လို့ဘာလို့ pre-KG လို့နဲ့မတူအောင် KG မှာတော့နည်းနည်းတိုးတက်တယ်ဒါပေမဲ့အိမ်မှာဆိုတော့နည်းနည်းပိုချတာပေါ့chicken ပိုင်းတော့ကျောင်းမှာတော့အမားတို့ပြောလို့သိရတယ်လေလောက်တယ်သူ့ထမင်းကြိုက်သူသိန်းတယ်သူ့ထမင်းစီသူကောက်တယ်ဒါပေမဲ့အိမ်မှာတော့နည်းနည်းငယ်သေးတာလည်းပါတော့လေတိတ်တော့မလုပ်ဆိုမဲ့အခုလည်းနည်းနည်းငယ်တော့ primary 1လောက်ဆိုရင်တော့အဆင်ပြေသွားမယ်လို့တော့ထင်တယ်ရန်တော့ရန်နဲ့ရဲတာတနေ့ညသွားလို့ရှိရင်လည်းရဲဝုန်းကိုထက်အောင်ရဲတယ်ကိုထက်အောင်လှုပ်ရဲဇက်ရဲအဲ့လိုမျိုးတွေဖြစ်တယ်မပြောဘူးဆိုတာက तू ကစနေတနေ့တော့သူ့ plan နဲ့ तू ဘာလုပ်မယ်ဖယ်သွားမယ် playground ဘယ်လိုခေါ်သွားဒါပေမဲ့အဲ့လိုမျိုးမပြောပြင်မယ်ကျောင်းတက်မယ်လို့ဆိုတနေ့မှ तू မကြီးဘူး तू သွားတယ်ကျောင်းအကြာကြီးပိတ်သွားလို့ကျောင်းပြန်ဖွင့်မယ်နော်မနေ့ပြန်ကျရင် ready လုပ်ထားဆိုလို့ရှိရင် तू ကမသွားချင်ဘူးဘာညာမပြောဘူးအတစ်အများနဲ့အတစ်ပဲသွားတယ်ကဲအပိုင်းတော့ရှိတယ်ဒီကဲထားတော့က तू အဲ့လိုမျိုးအစွဲရှိတာပေါ့ဆီယာမအစွဲလေးဒီဆီယာမဆိုဒီဆီယာမနာဇလီမှာလည်းအမားတို့တိမှာပါချက်ဆိုဒီချက်အစွဲလေးတွေရှိတယ်ဒါပေမဲ့အခုအဲ့ pre KG လောက်မှ तू နည်းနည်းပြောက်သွားတယ်အခု KG လုံးမှ तू AC ပဲဘယ်ဆီယာမလာ तू okay သွားပြီအဲ့ site ပိုင်းစားအများကြီးပြောင်းလဲသွားတယ်သူ့မှာလေရင်းချက်လာလေပြောရမယ်ဟုတ်တယ်တခါကြားလို့ရှိရင်ဆီယာမတို့ကဒီpractical လုပ်ပြရတယ်ဆိုလို့ရှိရင်အိမ်မှာ तू ကအမျိုးတောင်းတာwater ပေးသူ့ rock ပေး sand ပေး sand ကပါလဲပြန်ပေး sand ကမမမသိဘူးလားတဲလေအဲ့ဒါသူ့ယူပေးသူကဆီယာမလုပ်ပြအတိုင်းအိမ်မှာအမျိုးပြန်ရှင်းပြတယ်ပြန်လုပ်ပြတယ်အတိုင်းမသိဝမ်းတာတယ်ပြောရှင်းပါတယ်ရှင်လုံးနိုင်တဲ့လောက် support ပေးမယ်လို့စဉ်းစားထားတယ်။ तू စူးစမ်းတဲ့လောက်ပေါ့။အရင်လည်း pressure မပေးချင်ဘူးလေ။ तू စိတ်ပိုင်းဆိုင်ရာကို तू ဘယ်ပါလာရဲ့ပိုစိတ်ဝင်စားတဲ့ဟာကို support ပေးလို့စဉ်းစားထားပါတယ်။ Victoria Academy ကကလေးတွေကိုဖိအားမပေးဘူးပေါ့။ဖိအားမပေးဘဲနဲ့ပျော်ရွှင်တဲ့ပတ်ဝန်းကျင်နဲ့သင်ကြားပေးတဲ့အတွက်ရွေးချယ်ဖို့တော့အကြံပြုချင်ပါတယ်ရှင်။တခြားမိမိလေးကိုလည်း